သားသမီးတွေအရွယ်ရောက်လာရင်မိဘတွေဘယ်လိုဒုက္ခမျိုးတွေနဲ့ရင်ဆိုင်ရမယ်ဆိုတော့ကိုကျွန်တော်ကကြိုတင်ပြီးတော့တခြင်းလေးနဲ့ဆိုပေးမယ်တခြင်းလေးကအကြီးတန်းဘဝကလေးအဖေနဲ့အမေလို့အမည်ရပါတယ်ကောင်းတယ်ဗျာအားလုံးပဲနားဆင်ပြီးပါနော်ကြီးတယ်ဘဝလေးအဖေနဲ့အမေအဖေနဲ့အမေသားလေးဘယ်နေရာဘယ်ဒေသကိုပဲရောက်အဖေတို့အမေတို့မှာခဲ့တဲ့အတွက်ပရိသတ်ရဲ့ရင်ထဲကိုတာမီးပါနဲ့ပတ်သက်တဲ့တခြင်းကလေးတွေကိုအရင်ဆုံးဆိုပေးနေတယ်ဆိုတော့အဖေနဲ့အမေကြားနိုင်ပါစေလို့တာဆူကောင်းနေပါအမေအဖေရဲ့မိအဖေနဲ့အမိရင်ဝင်ကြမောဘဝလည်းနှလုံးမကုန်းလည်းနဲ့တပါအကျဉ်းနာသမှုရကပါပင်မကြီးစွာစောင့်ရှောက်လာမယုံစတဲ့စေတနာဝမညုံပန်းလီအဖေအမိပါလူလာမြောက်အောင်ကြွေးမွေးလာအရန်ရနဲ့အဖေနဲ့အမေနှစ်တွေကြာတော့ခါအဖေနဲ့အမေမှာသပင်ဖြူပါရင်တွန်းလာအိုမေလာကသာသမီအတွက်ဝိတရားမပြတ်နိုင်မှာကြည်ရဆုံးတဲ့တနေ့မှာသာကခွေခွာသမီးကလည်းခွဲခွာသွားတာချစ်လေချစ်မရအတွက်သာဩအချစ်စံဝင်သွားကြတာအဖေအိုအမေအိုကြီးခမရသူတို့တိုင်းအဝိုင်းအတူနေဖို့ခဏမြန်လာအိုးတော့ကကြုံရအဖေအိုကြီးလည်းမဖြစ်တာပါအမေအိုကြီးလည်းဝေဒနာပါအိမ်အိုကြီးလည်းမရောက်သေးပါအချစ်တော်ဘဝလေးထဲမှာကြံ့ရရပြီအဖေအမိပါကျွန်တော်တို့ငယ်စဉ်တောင်းကြီးခလေးပေါ်လူမမသိတဲ့အရွယ်ကလေးမှာဦးဝဲလို့မိုးထခါစားအရွယ်ကလေးကအဖေနဲ့အမေရဲ့ရင်ဝင်ထဲမှာထွေးပွင့်ယူရကျင်နာမှုလို့ကျွန်တော်တို့သာသမီတိုင်းအပြေဝခံစားခဲ့ရပါပါတယ်ကျွန်တော်တို့အရွယ်လေးရောက်စကားလေးမပိကလာအဖေအမေလို့ခေါ်လိုက်တဲ့အခါမှာအဖေနဲ့အမေရဲ့ရင်ထဲမှာပီတိတွေဖြစ်ခဲ့ရတာပေါ့ဟာကြည်စမ်းမိမကြီးငါတို့သားလေးကအဖေအမေတောင်ခေါ်ရနေပြီငါတို့သမီးလေးကစကားလေးမပိကလာနဲ့ပြောထက်လိုက်တာဟာဆိုပြီးတော့လူတကာကိုလဲကြွားခဲ့ရတာပေါ့ဗျာမကြပါဘူးကျွန်တော်တို့သားသမီးတွေနည်းနည်းလေးအရွယ်ရောက်လာမိဘတွေကပညာလေးသင်ကြားဖို့ဆိုပြီးကျောင်းတော်ကြီးကိုပို့ခဲ့ကြတာပေါ့သားသမီးတွေကပညာတွေသင်ရင်းနဲ့အရွယ်ရောက်လာပညာတွေကစုံလာတဲ့တနေ့မှာအဖေနဲ့အမေသားတို့သမီးတို့အိမ်တော်ပြုတော်မယ်လို့အဖေနဲ့အမေကိုပြောလိုက်တဲ့အခါအဖေနဲ့အမေရင်ထဲမှာကောင်းကင်ကမိုးကြိုးကြီးပြချလိုက်တယ်ခံစားရတာပါအော်ငါတို့သားတွေသမီးတွေကိုခလေးလေးတွေလို့ထင်မှတ်နေခဲ့တယ်သူတို့လေးတွေကအရွယ်ရောက်လာလို့အိမ်တော်ပြုကြတော့မယ်ဆိုပါလားဒါပေမဲ့အဖေနဲ့အမေကမရှိတဲ့ကြားတဲ့ခါငါသားလေးတော့လူပုံအလယ်မှာမျက်နှာ
ဆိုပြီးမင်္ဂလာပွဲကြီးတွေကိုခန်းခန်းနာနာကြီးကျင်းပပေးခဲ့တာပေါ့သာသမီတွေကတော့အိမ်အောင်ရသားလဲကြတော့မိဘတွေရင်ဝင်ကနေပြီးတော့ခွဲခွာထွက်ပြီးတအိုးတဲ့အိမ်ထူထောင်ခဲ့ကြတာပေါ့အိမ်အောင်ရသားကြသွားတဲ့သာသမီတွေငါသားတူငါမရတော့ရဲ့ဆိုပြီးတော့အလုပ်တွေကိုကြိုးစားရုံးတာရှောက်ပြီးခဲ့တယ်ဘိုးငယ်စဉ်တောင်းကြီးကလေးဘဝကတဲ့အခါလူလားမြောက်တဲ့အရွယ်ထိပြုစုဆောင်ရှောက်ကျွေးမွေးခဲ့တဲ့အဖေနဲ့အမေရဲ့မြစ်တာတရားတွေကိုတော့ကျွန်တော်တို့သားသမီးတွေမိနေခဲ့ကြပါတယ်အဖေနဲ့အမေခင်ဗျာသားတွေသမီးတွေတက်တက်လုံးအတူတူနေသွားရှင်တာပေါ့မိမရေငါတို့သားသမီးတွေကအိမ်အောင်ရသားကြပြီတအိုးတိမ်ထူထောင်သွားရပြီဟာငါတို့နှစ်ယောက်ဘယ်လိုနေရတော့မှာလဲအမေကလေအော်ယောက်ျားရဲ့ငါတို့သားသမီးတွေအိမ်အောင်ပြုတ်ပြီးအိမ်အောင်ပွဲသွားတော့ငါတို့နေစရာအိမ်ကြီးပေါ်တော့ပေါ်ဟာဒီလိုနဲ့အဖေနဲ့အမေဟာသူတို့ရဲ့ချစ်လာပါတယ်ဆိုတဲ့သားလေးနဲ့အတူတူလိုက်ကြည့်နေကြရတာပေါ့တိတ်မကြပါဘူးချွေးမရဲ့ညူညင်ပြစ်ပယ်ခြင်းကိုခံရလို့အဖေနဲ့အမေခံပြန်လာခဲ့ရပါတယ်ဒါဝင်လေအမေကယောက်ျားတဲ့ဒီကငါတို့သားလေးနဲ့မနေရတော့ဘူးငါတို့မှာသမီးလေးရှိသေးတာပဲငါတို့သမီးကလေးနဲ့အတူတူသွားနေရမှာပေါ့အဖေကလေအော်မိမရဲ့နေအခုချိန်ကြီးတော့ပါပဲနောင်တော့မရသေးဘူးလားငါတို့ကိုချစ်လာပါပြီဆိုတဲ့သားအဖေနဲ့အမေနဲ့သားတက်တက်လုံးလောက်ကင်ကြီးအိမ်ဦးခံမှာထားပါမယ်ဆိုတဲ့သားကသူ့မိန်းမကိုကြောက်ငါတို့ကိုသူ့အိမ်ပေါ်မှာနှင်ချလိုက်တဲ့ဟာနေငါနေတို့တမီးကလေးနေငါလိုက်ပြီးအောင်ပါတယ်လားနေသမီးနဲ့လိုက်နေခြင်းမှာထားပါတော့နေတမအပြင်ကနေ